ကို Facebook အကောင့်မှာပတ်စံဝင်အောင်ဘယ်လိုလုပ်ရမလဲအဲ့ဒါလေးကိုစိတ်ဝင်စားနေဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါပထမဦးစွာ Facebook အကောင့်ထဲကိုအရင်ဝင်ရမယ် Facebook အကောင့်ထဲဝင်ပြီဆိုရင်ဒီနေရာမှာညချောင်းသုံးချောင်းကိုနှိပ်လိုက်ပါအဲ့ဒီနေရာနှိပ်ပြီးပြီဆိုတော့ကိုယ့်ရဲ့profile ထဲကိုဝင်ရမှာဖြစ်တယ်ကိုယ့်ရဲ့အကောင့်ထဲဒီနေရာကိုနှိပ်လိုက်ပါအဲ့ဒီနေရာဝင်ပြီဆိုရင်တော့ဒီလိုလေးပေါ်လာလိမ့်မယ် profile ထဲကိုရောက်ပြီဖြစ်တယ်တိုးတော့အဲ့လိုမျိုးပတ်စံဝင်တဲ့အကောင့်ကိုဖွင့်တော့မယ်ဆိုရင်ကိုယ့်ရဲ့ profile ကို lock ခတ်ထားလို့မရတော့ဘူးအားကြောင့်ကိုတကယ်လို့ကိုယ့်ရဲ့ Facebook အကောင့်ကို lock ခတ်ထားတယ်ဆိုရင်တော့ဒီဟာလေးကိုပြန်ဖြည့်ပေးလိုက်ပါเนาะပြန်မဖြည့်ဘူးဆိုရင်တော့ပတ်စံဝင်တဲ့ Facebook အကောင့်ရမှာမဟုတ်ဘူးပထမဦးစွာဒီဟာလေးကိုပြန်ဖြည့်လိုက်မယ်โอเคမရှိတော့ပြီးဘယ်ဆက်သွားမလဲဆိုရင်တော့ဘေးကအဆက်တုပ်ဆန်းလေးကိုတွားနှိပ်လိုက်ပါအဲ့ညမှာတွားနှိပ်ပြီးတော့မှဘယ်ကိုတွားမလဲဆိုရင်တော့ဒီမှာ turn on professional mode ဆိုတဲ့နေရာလေးကိုဝင်လိုက်ပါဝင်ပြီဆိုရင်တော့ဒီလိုလေးပေါ်လာလိမ့်မယ်အဲ့မှာ turn on ဆိုတဲ့ဟာကိုထပ်နှိပ်လိုက်ပါโอเคဒီမှာ next ကိုနှိပ်လိုက်ပါ next ကိုပဲထပ်နှိပ်လိုက်ပါโอเคဒီနေရာမှာ3ခုထဲမှာတစ်ခုရွေးရမယ် custom ဆိုတဲ့ဟာရယ် thread ဆိုတဲ့ဟာရယ် public ဆိုတဲ့ဟာအဲ့3ခုကိုဘယ်ဟာရွေးရမလဲကိုကပတ်စံဝင်တဲ့အကောင့်ကိုဖွင့်ချင်တဲ့အတွက်ကြောင့်မလို့အပေါ်ဆုံးက public ဆိုတဲ့ဟာကိုရွေးရမှာဖြစ်တယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ဒီလိုလေးအပြာရောင်လေးပေါ်ပြီးဆိုရင်တော့ next ကိုထပ်နှိပ်လိုက် okay ဒီလိုလေးပေါ်လာပြီဆိုရင်တော့ confirm ကိုနှိပ်လိုက်ပါ okay ဒီလိုလေးပေါ်လာပြီဆိုရင် next ကိုထပ်နှိပ်လိုက်ပါ next ကိုပဲထပ်နှိပ်လိုက်ပါ next ကိုပဲထပ်နှိပ်လိုက်ပါ go to professional dashboard ဆိုတဲ့နေရာလေးကိုပဲနှိပ်လိုက်ပါ okay ရပြီဖြစ်တယ်เนาะကဲကို Facebook အကောင့်ကပတ်စံဝင်တဲ့အကောင့်ဟုတ်မဟုတ်ကြည့်ကြည့်ရအောင်ပြန်ထွက်လိုက်ဒီလိုလေးပြန်ထွက်လိုက်ဒီမှာเนาะဒီလိုလေးပေါ်နေမယ်အခုနလုတ်ပြီးပြီเนาะဒါပေမဲ့ဒီမှာဒီလိုလေးပေါ်နေမယ်ဆိုရင်တော့ဒီလိုလေးလက်ညှိုးလေးနဲ့အောက်ဆွဲချလိုက်အဲ့လိုလေးဆွဲချလိုက်ကဲဒီမှာ follower ဆိုပြီးတော့မှပေါ်နေပြီဖြစ်တယ်အဲ့လိုလေး followers ဆိုပြီးတော့မှပေါ်နေပြီဆိုရင်တော့ကိုအကောင့်မှာဗီဒီယိုတွေတင်ဓာတ်ပုံတွေတင်စာတွေတင်ပြီးတော့မှပတ်စံရနိုင်ပြီဖြစ်တယ်တိုးတော့အကန့်အသတ်ရှိတယ်သူ့ရဲ့စီမီစီကန်ရှိတယ် Facebook ရဲ့စီမီစီကန်ရှိတယ် follower အနည်းဆုံး9000ပြည့်ရမှာဖြစ်တယ် viewer အနည်းဆုံး6000ပြည့်ရမှာဖြစ်တယ်အဲ့တော့ဗီဒီယိုတွေနေ့တိုင်းတင်မှာဗီဒီယိုတင်တယ်လေလူကြီးများလေကိုကပတ်စံဝင်နေလေပဲဖြစ်တယ်ကဲအားလုံးပဲအောင်မြင်ကြပါစေ